ရောင်စုံတွေစံပြလောက်မဲ့ပွင့်လေးပူမလာဘူးဒီပုံသေးပန်းလေးတစ်ပွင့်ကတော့ကျွေးမသွားနိုင်ပါဘယ်ချိန်ဒီပန်းကလေးလန့်လို့လှူရှာလာလိမ့်မလဲဘယ်ချိန်ဒီပန်းကလေးမွေးဖို့တော့မမျှော်တက်လေပြီမောင်ခေါ်တဲ့ကြာရတဲ့နဲ့ဘာကြောင့်မလာတာလဲတွေ့ဖေးစရာမင်းလေးစိတ်လို့တော့မောင်ပြုံးယုံပေါ်အတွေ့ခဲ့ရသူဗမာမလေးရဲ့မင်းတဘောဆိုကြောနိုင်ဖို့မလွယ်ပန်းကလေးစကူနဲ့လှုပ်ထားသလိုညူမသွားရှင်သွားနိုင်တယ်မောင်လိုလူရှမ်းလေးတယောက်မို့နောင်နေနေတာလားရင်နာစရာမင်းအတွက်ဒုက္ခဖန်တီးရဖို့တာယာတဲ့မင်းစကားမချလို့မော်မလွန့်ချင်ပါပြီရင်ခုန်စရာချ